Asia Kana Yarana Tuba, Miva Yama, Mi Milpa, Milpogo, Bang, Bioya, Paya, Pogo, Bang, Ude Bang, Milo, and Nanda Guy when Pidum get Payas and Gorman, you, Mano, Little Moy, Segubu, Pumio, Majo, Koroba and Junga, alone, Mi Milpa, Milpogo, Mila Paya, Pogo, Mila Paya, Pogo, Bang, Joya, as you go. ရှင်တော်ဘုရားကြီးတို့အားပူဇော်ကြရန်အတွက်ကြွတော်မူကြပါကြွတော်မူကြပါဟုတ်လားမှန်ပါဗျာဘုမတပံယနေ့ယခုချိန်ခါ၌ဘုရားရှင်ကိုယ်တော်ကြီးတို့လူသိမြတ်တို့သက်ဆောင်ဝေစုကုပူဇော်ဘုမမရကြောပါအကျိုးအားကြောင့်ဒီတော်များဤခန္ဓာကိုယ်နဲ့ကြောက်စေကြောက်သောယောဂဝိညာဉ်များပြောက်ကွင်းပါစေဘေးရန်ခါသိခင်းခြင်းကြပါစေနှလုံးစိတ်ပါအင်းကြီးနဲ့ကိုဖြစ်ပါစေ။ဉာဏ်နဲ့ပြီးတော့ခရောက်သူဖြစ်ပါစေ။ကျုံကလောကပါရနမင်းပေါင်းမြို့ဆောင်တာတိုင်းဆောင်တာလောကပါရနမင်းတွေကအဲ့ဒီမှာတိတ်မှာရမဟိကြီးတဲ့တိတ်ကြီးအပေါင်းမိုးဆောင်တာလေဆောင်ပုံမျိုးရုပ်ရုပ်အာကာစုကောင်းကင်ဆောင်တာပိကတော့ဘယ်လေးကိုဆောင်ကြနေတယ်ရောက်တာပုဂ္ဂိုလ်ပေါင်းလို့ကြွရောက်၍ကျွန်တော်တို့ကဘုရားရှင်တော်ဘုရားကြီးတို့အားလူစီမြန်တို့လက်ဆောင်ဘောရကုတ်ပြီးတော့ဘုရားမရောကြောပဲအကျိုးကကြွရောက်တော်မူကြပါကုန်ဗျာထိုမတပံမိမျိုးဖမျိုးပုဂ္ဂိုလ်ပေါ့အမိဖဆရာသမားမိမျိုးဖမျိုးပုဂ္ဂိုလ်ပေါ့မိရိုးရခါရပုဂ္ဂိုလ်ပေါင်းလို့ယနေ့ကိုရှင်တော်မြတ်ဘုရားကြီးကိုပူဇော်ကြရသောကောင်းမှုကစေနာတရားပေါင်းတို့ကြောင့်ကြောက်သောယောဂဝိညာဉ်ပြောက်ခြင်း၍ဘုရားစာရော်ရိယရှင်သွဲတော်နှစ်သက်မြတ်တော်မူသောဓမ္မရတမေသန္တာအတ္တရတဘုဇန္တာဝိမု ക്തി ရတနိဗ္ဗာန်ချမ်းသာသုံးမျိုးကိုအစဉ်အပြည့်ခံစားစံစားရရှိသုံးဆောင်နိုင်သောသုံးဆောင်ရသောဘုန်းရှင်ကံရှင်ပါရမီဖြစ်ပါခြင်းအကျိုးဟာအကျွန်ုပ်သားတော်ကြီးကအလုံးစုံပုဂ္ဂိုလ်ပေါင်းတို့ကိုဖိမှန်ကပြု၍ရှိခိုးကြပါကုန်ဉာဏ်ကြပါကုန်ပူဇော်ကြပါကုန်ကြောကြပါကုန်ဒီကဲရှိခိုးကြဉာဏ်ကြပူဇော်ကြကြောကြသောကောင်းမှုကံစေနာတရားပေါင်းတို့ကြောင့်အကျွန်ုပ်တို့မှာသွားလျာနေလျာထိုင်လျာရက်တော်နဲ့အန္တရာယ်ကြီးဘေးရှိဉာဏ်နဲ့ပြီးတော့ခရီးရောက်၍ဘုရားမြတ်စွာသာသနာမြတ်တွင်သစ္စာလေးပါးမှန်တရားသိပြီးရ၍ဘုရားစာရော်ရိယရှင်သွဲတော်နှစ်သက်မြတ်တော်မူသောဓမ္မရတ္တအထာရတ္တဝိမု ക്തി ရတ္တသုံးမျိုးကိုခံစားစံစားရရှိသုံးဆောင်နိုင်သောသုံးဆောင်ရသောပါရမီဖြစ်ရပါလို့ဗျာပြီးရစုနေပြီလို့ပြောရရှိတာယူပါဗျာဘုရားကိုရှင်းမခိုးရဖိမှန်ကပြုပါမှန်ပါဗျာဖိမှန်ကပြုတော့သူကကြည့်တော်မူပါစီကြားတော်မူမြင်တော်မူပါစီဒါပြောတာဟုတ်လားမှန်ပါဗျာကြည့်တော်မူကြားတော်မူမြင်တော်မူရရက်ကနေဝမ်းမြောက်လို့သာဓုနမောနာပြုတော်မူကြပါလေအလုံးစုံကမိမျိုးပါအမိပါဆရာသမားမိမျိုးပါပုဂ္ဂိုလ်မိမျိုးပါပုဂ္ဂိုလ်ပေါ့ဘုံဉာဏ်တို့ရဲ့နားပြောနိုင်ရည်ဘုံတော်ပြီးသားပဲအဖေမကဝဋ္ဌာန်သာယရနာအစရှိကိုခံစားစံစားရရှိသုံးဆောင်နိုင်တော့သုံးဆောင်ရတော့ပါရမီရှင်နာဖြစ်ကြပါစေအကျွန်ုပ်တို့ယင်းကိုဘုရားရှင်တော်ဘုရားကြီးကလူစီပြန်လို့မာနကျိုးကဒီဘုရားကုသလာအခုပါလို့ရောတော်ရလာရနေရတဲ့ကျေးဇူးပြုရအောင်ဆက်ကြမှာတာကိုပြုလို့ကြပါတော့ပါဗျာတောင်းရတယ်ကြိုင်မာကဆောင်တော့အခုညီပြေတော်ကြပါအောင်ဗျာသာဓုပါ